ပြည်သူတို့ရေမမို့အခုပြောမဲ့စကားကိုတေချာနားထောင်ပေးကြပါနော်ပြီးတော့တေချာပြန်တော့သုံးသပ်ပါမမို့ကအဲ့ခါနေပြီအခုပြီးတော့ပုတုကမအားလာရဲ့လူအရင်ဖန်ရာကနုံမမို့ပြောလို့ရဲတယ်မမို့ဒီလောက်လာတဲ့တော်လန်ရေး6နှစ်အတွင်းမှာမမို့ဖော်တဲ့အမှန်တရားတွေမှာတခါမှမမာဘူးတခါမှမမာဘူးပြီးတော့โอเคမအားလာရဲ့လူစစ်စစ်လူအရင်စစ်စစ်အဲကြောင့်နိုင်ငံရေးတော်လန်ရေးဆိုတာတိုက်ဆိုင်မှုဆိုတာမရှိဘူးဆိုတာအဲ့ဒီစကလုံးကဟောအရင်တော့တကယ်စီးခဲ့တယ်လို့အခုထိလဲမှန်နေတော့ပဲဘာကြောင့်လဲဆိုတော့မမို့သူ့အကြောင်းဖော်တဲ့နောက်ပိုင်းမှာသူတည်င်းတွေဖုံးကွယ်တဲ့ဘာညာတလကနောက်ပိုင်းမှာလေမအားလာကိုပက်ဆိုပက်စနဲ့ဆဲထားတဲ့ဆိုးလွင်တွေမကဘူးနော်ကျန်တဲ့တချို့ထောက်ဖို့တွေတော်လန်ရေးလောက်နေတဲ့သူတွေပေါ့နော်တချို့မှဆိုရင်ဟိုမရောက်ဒီမရောက်ဘာလဲအမေစုသားသမီးလိုဘာလို့ပေါ့အဲ့တလိုမျိုးလူတွေကိုအရောက်ပေါင်းများစွာတော့ပြောတော့နော်သူမျက်ရည်ခြူပြပြီးတော့မျက်ရည်နဲ့မျက်ခွက်နဲ့သူလိုက်ပြီးတော့စစ်ကူတောင်းတယ်အကိုကြီးနော်မမိုးကိုတက်ပြောပေးပါလိုင်းပေါ်မှာပေါ့နော်မမိုးကိုတက်ပြောပေးပါမမိုးကိုတက်ပြောဝေဖန်ပေးပါတက်ပြောဆဲပေးပါလိုင်းပေါ်မှာသူကအဲ့လိုမျိုးသွားပြီးတော့အကူကြီးတောင်းတယ်အရောက်ပေါင်းများစွာပဲ main ကလေးကောယောက်ျားလေးရောဒါတွေကြတော့ဘက်မှာလဲတက်သေးမမင်းနဲ့နော်အဲ့ဒီတက်ပြောတဲ့လူတွေအားလုံးကအမေစုသားသမီးတွေတော်လိုင်းရေးထောက်ဖို့လောက်တဲ့သူတွေပုတူကလေမမိုးပြောတယ်လို့မျိုးမဟုတ်ဘူးမမိုးမဟုတ်တာတွေဆွဆွဲတာဒီမှာပုတူကဒီမှာငါတို့ကိုလေအတန်တွေပို့လာပေးတယ်မျက်ရည်နဲ့မျက်ခွက်နဲ့ဘာညာတလကပေါ့နော်သူကအဲ့လိုမျိုးမဟုတ်ဘူးစီးတဲ့ထောက်ဖို့အားလုံးကိုသူတော့ဆက်သွဲတယ်အဲ့ဒီထောက်ဖို့တွေလဲသူဘာတွေအကူကြီးတောင်းတယ်သူဘာတွေမျက်ရည်ခြူပြလဲဆိုတာလိုင်းပေါ်မှာတက်ပြောကြတယ်အဲ့ဒါကိုဘာဖြစ်လို့အဲ့ဒါအဲ့ဒီထောက်ဖို့တွေပြောတယ်က view တွေအများကြီးပဲနော်ဘာဖြစ်လို့မအလာဘက်ကပုတူမဖမ်းတာလဲစဉ်းစားပြီးတော့မမိုးထောက်ဖို့တရားနေနဲ့မမိုးတင်တဲ့ဗီဒီယိုတွေမမိုးလိုင်းလို့တဲ့အချိန်ပဲဖြစ်တခြားနိုင်ငံရေးတော်လိုင်းရေးတည်းပဲဖြစ်ပြည်သူတယောက်ကပြည်တွင်းမှာနေလို့ရှိရင်လိုက်ပေးလို့ရှိရင်အပဲပေးလို့ရှိရင်စစ်တပ်ကတော့ဖမ်းတာအခုပုတူကတော်လိုင်းရေးသမားကိုဆက်သွဲတယ်နိုင်ငံရေးသမားကိုဆက်သွဲတယ်မအလာကိုဆဲထားတဲ့ထောက်ဖို့တွေကိုဆက်သွဲတယ်အကူကြီးတောင်းတယ်မျက်ရည်မျက်ခွက်နဲ့ဘာဖြစ်လို့မအလာမဖမ်းတာလဲပြီးတော့ထောက်ဖို့တွေတယောက်နဲ့တယောက်မတက်ကြအောင်ကွဲသွားအောင်ရန်ဖြစ်ကြအောင်သူ့ကြောင်းနဲ့ပေါ့နော်ပြီးတော့သူသွားရမျက်ရည်ချူပြတော့မမိုးကိုလူတွေဝိုင်းဆဲအောင်ဝိုင်းပြီးတော့မောင်းအောင်သူကတော့မင်းသားဖြစ်မယ်မမိုးကလူဆိုးမှဖြစ်သွားအောင်သူစ조사နေတယ်အဲ့အစတော့မမိုးစက်တင်အဲ့လောက်ပဲဒါပေမဲ့ခုမမိုးတေချာပြန်တော့စဉ်းစားတဲ့အချိန်မှာတို့ခွေးချင်းခွေးချမ်းတွေလောက်တော့မှာနော်ငါတို့ထောက်ဖို့တွေကွဲအောင်ငါတို့ပြည်သူတွေကွဲအောင်ငါတို့တော်လန်ရေးစုပ်ပြတ်တက်သွားအောင်ဒီမအေလို့ကလောက်တော့မှာစဉ်းစားကြည့်ပြီးတော့အခုပုတုကိုလိုက်ပြီးတော့ကာကွယ်ပေးနေတဲ့သူတချို့မှာတော်လန်ရေးသမားသက်ပဲအဲ့ဒီလိုမျိုးသူ့ကိုကာကွယ်ပေးတဲ့ကောင်တွေမတွေကပုတုနဲ့အရင်တော့အရန်ခင်ကြတာလားအရန်ရင်းနှီးကြတာလားမဟုတ်ဘူးပုတုသူတို့စီမှာအတန်တွေတပို့တယ်ငိုတန်နဲ့တပို့တယ်ဟေးသူဒါရိုးသားလို့စင်လူတယောက်ပဲတော့အကူကြီးတောင်းလေဘာဖြစ်လို့ထောက်ဖို့အားလုံးကိုတော့အကူကြီးတောင်းပြီးတော့မမိုးအကြောင်းမမိုးတက်ပြောရအောင်မမိုးတဲဆဲရအောင်သူလောက်ရတာလေအဲ့ဒါကိုလုံးဝမရိုးသားဘူးပြီတော့အဲ့ဒါမအလာခွေစစ်နော်ပြီးတော့သူလိုက်ပြီးတော့အကူကြီးတောင်းတာလဲမျက်ရည်ချူပြီးတော့အကူကြီးတောင်းတာလဲမမိုးကူသူများတက်ဆဲအောင်တက်ပြောအောင်လဲ line ပေါ်မှာလဲအဲ့ဒီတက်ပြောတဲ့လူတွေလဲပြောပြတယ်ဘာဖြစ်လို့မအလာစစ်ခွေတွေစစ်သားတွေကသူ့မဖမ်းတာလဲဒါပဲဒါတော့အဖြေပဲပြီတော့ရေပြည်သူတွေတေချာစဉ်းစားကြည့်နော်တွေ့လာပြီးတော့အမှန်တရားဆိုတာလေမမို့ဖော်တဲ့အမှန်တရားတိုင်းမမို့ဖော်တဲ့ဘဲကောင်မဆိုကွာနောက်ဆုံးတော့သူတို့ရဲ့အပေါက်တွေကသူတို့ဖုံးကွယ်လို့မရဘူးတစ်တော်ထဲမှာဆိုရင်သူ့တက်ပြီးတော့ထောက်ခံတာသူ့ကိုတက်ပြီးတော့ဟိုဘာလဲပုတူကမမို့ပြောတယ်မဟုတ်ဒီမှာပုတူကငါတို့စီမှာဖုံးဆက်လာပြီးတော့ဘာလဲဟိုအတန်တွေပို့လာပြီးတော့မျက်ရည်နဲ့မျက်ခွက်နဲ့ဘာညာတလကပေါ့နော်အဲ့တော်လိုင်းသမားတော်လိုင်းလုံးနေတဲ့လူတွေအမအလားဘာဖြစ်လို့မအလားပုတူမဖမ်းတာလဲစဉ်းစားကြည့်ငါတို့ရိုးပြည်သူတန်မှန်ပြည်သူတို့မှတီတွင်းမှာစီးပြီးတော့မမိုးရဲ့ like ကိုလာပြီးတော့အသေးပေးလို့စင် like ပေးလို့စင်တော့ဖမ်းတာအခုဒီနွားကြတော့တော်လိုင်းသမားအားလုံးကိုဖုံးဆက်ပြီးတော့အတန်တွေပို့ပြီးတော့မမိုးဆဲပေးမမိုးပြောပေး line ပေါ်မှာတက်ပြောပေးလူရောက်ပေါင်းများစွာကိုလိုက်ပြီးတော့စစ်ကူခေါ်တယ်လောင်းဝမယူသားဘူးအဲ့ဒီအုံနောက်မရှိတဲ့ကောင်တွေမတွေလဲသူပြောတဲ့အတိုင်းတက်ပြီးတော့ပြောပေးတယ်အဲ့ဒီနွားကိုသူတို့ဘယ်လောက်သိလဲမသိဘူးအဲ့ဒီနွားမျက်ရည်ခြူပြလိုက်လို့သူတို့တနာပြီးတော့တက်ပြောပေးတယ်မမိုးကလုံသွားတယ်မမိုးကရိုင်းတယ်မမိုးကဘာညာတလကပေါ့နော်အဲ့ဒီနွားခိုင်တဲ့အတိုင်းလှုပ်တာအဲ့ဒါပြည်သူတွေအားလုံးတတိထားကြထောက်ဖို့တွေနော်